တခါတလေမှာဘွားကကိုယ့်ရဲ့ခွန်အားတွေကိုဂျင်မာပဲစမ်းသပ်တာမဟုတ်ဘူးတိတ်ဆိတ်မှုတွေထဲမှာစမ်းသပ်တယ်လူတွေကကိုယ့်ကိုနားမလည်နိုင်တဲ့အချိန်ကိုယ့်ကိုဝေဖန်တဲ့အချိန်လူရှိသူရှိမှကိုယ့်အရှက်ရအောင်လုပ်တဲ့အချိန်တွေမှာစမ်းသပ်တာပါအဲ့ဒီအချိန်မှာပဲလက်တွေ့ထိန်းချုပ်မှုဆိုတာဘာလဲဆိုတာကိုသိလာရတာပါဘာလို့လဲဆိုတော့အားနေတဲ့သူကတုံ့ပြန်တတ်တယ်ဒါပေမဲ့စီကန်းရှိတဲ့သူကကြည့်လိုက်တယ်ပြုံးပြတယ်ပြီးရင်ရှေ့ဆက်ပါတယ်လူတွေကသူတို့ကြိုက်တာပြောနိုင်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်ကအမှန်တရားတွေကိုသူတို့မမြင်ဘူးကိုယ့်ရဲ့စီကန်းကိုလည်းသူတို့နားမလည်နိုင်ပါဘူးကိုတိတ်ဆိတ်စွာတဲဆောင်နေတဲ့ stress တွေကိုလည်းဘယ်တော့မှမခံစားနိုင်ပါဘူးဒါပေမဲ့အဓိကအချက်ကကိုကဘယ်သူမှရှင်းပြဖို့မလိုဘူးကိုယ့်ရဲ့တန်ဖိုးကိုတက်တည်ပြဖို့ကိုဒီမှာရှိနေတာကိုယ့်ရဲ့တန်ဖိုးကိုတိဆောက်ဖို့ဒီမှာရှိနေတာပါကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်တိုင်းသူများတွေစိတ်မထိနိုင်တဲ့အချိန်မှာကိုကအေးဆေးနေနိုင်မယ်ကိုကပိုပြီး grow ဖြစ်လာမယ်ကိုကပိုပြီးတော့အပေါ်မြင့်တက်လာမယ်သူများတွေကိုဝေဖန်တာတက်ဆိုင်လေးလာတတ်တဲ့လူတယောက်ကိုယ်တိုင်ဖြစ်လာမယ်ဒါကြောင့်မှတ်ထားပါကိုယ့်ရဲ့စွမ်းရည်တွေကိုထိန်းချုပ်ပါကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုကြတော့ကာကွယ်ပါတော့မမေ့ပါနဲ့ကဘာကြီးကကိုကိုကျွမ်းကျင်အောင်လုပ်တဲ့လူကိုဥညွှတ်ပေးပါတယ်